ဒီအကြီးပုံစံလေးသင်ပေးမယ်နော်လက်ပြက်ကျိုးတစ်လုံးလက်ပြက်လေးနော်မေးထားတဲ့သူတွေရှိတဲ့အတွက်မှသင်ပေးလိုက်မယ်နော်ဒီအကြီးပုံစံလေးကြတော့ဘာလို့လဲဆိုရင်ရင်ပက်လက်တစ်မျိုးပဲလို့တယ်နော်အမတို့ရဲ့ပုံသင်နည်းကြတော့ရင်ကြတော့35အမရင်က35ကိုပေါင်းအပေါင်း9နောက်ပြီးတော့အစာ4နဲ့စားမယ်ဆိုရင်ဘယ်လောက်ရမလဲ35ဆိုရင်40ဆိုရင်40လက်မရတယ်နော်10လက်မရတယ်သူ့ကို6စာ40ပေါင်းပေးမယ်ဆိုရင်ဘယ်လောက်ရမလဲ10.40ရမယ်နော်ရှင်တစ်မျိုးပဲမှတ်တော့ပေးမယ်နော်အရှိကြတော့အမဘယ်လောက်မှတ်လဲအရှိကြတော့ဘယ်လောက်ယူမလဲဆိုရင်24လက်မယူလိုက်မယ်နော်24လက်မအရှိက24ရင်ပက်လက်ရ10ခွဲရှင်ပက်လက်ကြတော့10ခွဲရှင်နဲ့အရှိနဲ့ပေါင်းခတ်ပြလိုက်မယ်ပခုံးမြင်းလေးမှတ်ပေးမယ်နော်ဒါပေမဲ့ပခုံးတော့မတော့ဘူးဘာအတွက်သုံးမလဲဆိုရင်ပခုံးကျိုးလေးပေါ့နော်ကျိုးယူဖို့အတွက်ပခုံးမြင်းတော့ဆွဲပေးမယ်ပခုံးခုံခွဲလဲပင်ကြနှစ်ခွဲပခုံးအကြကြတော့တလက်မလဲပင်နဲ့ဆက်ပခုံးပြီးပြီဆိုရင်ဂျမ်းမင်းရှင်းမယ်နော်ဂျမ်းကြတော့အမရဲ့ဂျမ်းမြင့်ကြတော့မြန်မာဝတ်စုံဆိုရင်9လက်မနဲ့6စိတ်သူအပွိုင်းကြီးပဲပို့အပွိုင်းကြီးပဲဆိုတော့သူ့ကို10လက်မလောက်ယူပေးလိုက်မယ်နော်အိမ်မနေရင်ဝိုးဖို့တွဲဆိုရင်6လေးမဝိုးလို့ကောင်းတယ်နော်10လက်မပခုံးကခုံွယ်ဒီမျိုးလေးဆက်ပေးမယ်နော်လက်ပင်လေးဖောက်မယ်နော်လက်ပင်ဖောက်မယ်ဆိုရင်ရှေ့ကျမ်းမှာကျတော့အမသူ့ကို9လက်မဆင်ပေးလိုက်မယ်နော်9လက်မသူ့ကိုဒီလိုမြင်းလေးတစ်ကြောင်းဆွဲပေးလိုက်မယ်နော်9လက်မပြီးပြီဆိုရင်အမတို့ဒီရှေ့မှာတောက်တွေပါတယ်ကိုမမထည့်ဘူးနော်တောက်မထည့်ဘူးဆိုရင်လက်ပင်အမဘယ်လောက်ဖောက်လဲဆိုရင်9လက်မဖောက်လိုက်တယ်နော်ဒီကနေနော်ဒီမှာ9လက်မအနေတော်ပဲနော်လက်ပေးမဟိုက်ဘူးဒါပေမဲ့ဒီထက်ဖောက်ချင်လဲဖောက်လို့ရတယ်နော်9ခွဲအဲ့လိုမျိုးဖောက်ချင်လဲဖောက်လို့ရတယ်ဒါပေမဲ့အမကပထမတစ်ထည့်ချုပ်တော့9လက်မပဲဖောက်ထားအဆင်ပြေတယ်ဆိုတော့9လက်မပဲဖောက်ပြလိုက်ရနော်သူ့ကိုဒီလိုမျိုးလေးဝဲပေးမယ်ချူမျိုးလေးဝယ်လိုက်ပြီနော်ဒီဆိုရင်အမတို့ပခုံးကျိုးချုပ်ဖို့အတွက်ပခုံးကျိုးယူဖို့အတွက်သူ့ကိုပခုံးလေးတန်းပေးလိုက်မယ်ဘယ်လောက်ရှိလဲဆိုရင်4လက်မရှိတယ်နော်4လက်မမှတ်ထားမယ်ဒီအောက်မှာနော်ဒီအောက်မှာဒီအမတို့ပေါင်ခတ်ထားတဲ့နေရာကနေအပြင်ကိုသူ့ကို6စိတ်လောက်ထွက်ပေးလိုက်မယ်နော်4စိတ်5စိတ်6စိတ်အဲ့ဒီ6စိတ်ကိုမြင့်တစ်ကြောင်းထောင်ပေးမယ်ခါဝိုက်ဖို့အတွက်အမသူ့ကိုတလက်မောက်ခွဲတက်ပေးမယ်နော်ဒီအောက်ကနေအပေါ်ကို1.40နော်1.40သူ့ကိုခါဝိုက်ပေးမယ်ဒီဝိုက်ပြရမှာလားဒီမျိုးလဲဝိုက်လို့ရနော်ဒီမျိုးလဲဝိုက်လို့ရတယ်လို့ဒီလိုမျိုးလဲဝိုက်လို့ရတယ်နော်ဒီလိုမျိုးဝိုက်ပေးလိုက်မယ်ခါဝိုက်ပြီးပြီဆိုရင်ဒီချမ်းနေရမှာနော်ဒီကိုလုံးမှာမတို့နည်းနည်းလေးစားပေးလိုက်မယ်ဒီလိုမျိုးလေးနော်ဒါအရင်တစ်ထည့်ပြီးပြီဘာမလို့နော်
ဒါကြတော့ရှေ့ချမ်းရသွားပြီနော်ရှေ့ချမ်းရသွားပြီဆိုရှေ့ချမ်းနဲ့နောက်ချမ်းနဲ့မှတစ်ခါတည်းဆွဲပြလိုက်မယ်နော်ဒါရှေ့ချမ်းနောက်ချမ်းမှလည်းတူတူပဲနော်နောက်ချမ်းမှာကြတော့လေပင်ကြတော့နောက်ချမ်းမှာကြတော့မှသူ့ကို9ခွဲလောက်ယူပေးလိုက်မယ်နော်ဒီကနေဒီမှာ9လောက်မှခွဲဒါနောက်ချမ်းပေါ်ပြနေအောင်နဲ့ကြတော့နောက်ချမ်းနော်9တသမ40နော်9တသမ40ကြတော့မှသူ့ကို4ခွဲပဲဆင်းပေးလိုက်မယ်နော်4လက်မခွဲဒီမြင့်မဟုတ်တော့ကတော့မှာပါလို့4လက်မခွဲ4လက်မခွဲပဲဆင်းပေးလိုက်နောက်ချမ်းနဲ့ရှေ့ချမ်းအတူတူယူလဲရတယ်နော်4လက်မခွဲယူပေးလိုက်မယ်4လက်မခွဲဒီမှာနောက်ချမ်းမှာကြတော့ဘယ်လောက်လဲ9ခွဲနော်9ခွဲဒီလိုမျိုးလေးနော်လေဘင်းကိုဝိုက်ရှင်လဲဝိုက်လို့ရတယ်နော်ရှေ့ကျမ်းမှာဝိုက်ရှင်တယ်ဆိုရင်သူ့ကို20လောက်ဝိုက်ပေးလိုက်မယ်နော်လေဘင်းဝိုက်ရှင်တယ်ဆိုရင်သူ့ကို20လောက်ဝိုက်ပေးလိုက်မယ်ဒီလိုမျိုးလေးနော်အရှိမှာဒီပခုံးကနေရှေ့ကျမ်းမှာကြတော့မှသူ့ကို9ခွဲဆင်ပေးလိုက်တယ်နော်9ခွဲမဟုတ်9လက်မဒီပခုံးမှာနော်ရှေ့ကျမ်းမှာတော့မှသူ့ကိုလက်ပေး9လက်မဖောက်ပေးလိုက်နော်ရှေ့ကျမ်းမှာ9လက်မဆင်းတယ်9လက်မဆင်းတယ်ပြီးပြီဆိုရင်ဒီအထဲမှာတော့9လက်မယူတယ်နော်ဒီအထဲကို9လက်မယူတယ်နောက်ချမ်းမှာတော့ဒီပခုံးကနေ4လက်မခွဲဆင်းတယ်နော်နောက်ချမ်းမှာတော့ဒီပခုံးကနေ4.40ဆင်းတယ်ဒီအထဲမှာကြတော့9လက်မခွဲဖောက်ပေးတယ်နော်ဒီထဲမှာကြတော့9လက်မခွဲဖောက်ပေးတယ်ဒါနောက်ရှမ်းလိုက်ပြီတော့ပခုတ်ဘလောက်ရတယ်နောက်ချမ်းပခုတ်ကခုနတော့ဘလောက်ရလဲ3လက်မနဲ့6စိတ်ထင်နော်နောက်ချမ်းက3.60ရတယ်ပခုံးနော်ရှေ့ချမ်းမှာကျတော့4လက်မရတယ်ပေါင်းလိုက်မယ်ဆိုဘယ်လောက်ရမလဲ9လက်မနဲ့60ရနော်9.60ရမယ်သူ့ကိုနှုတ်ပေးရမယ်နော်4စိတ်နှုတ်ရှင်လည်းရတယ်6စိတ်နှုတ်ရှင်လည်းရတယ်နော်သူ့ကို4စိတ်နှုတ်မယ်ဆိုရင်ဘယ်လောက်ရမလဲ9လက်မနဲ့20စိတ်ကြမယ်နော်4စိတ်လောက်နှုတ်ပြီးလိုက်မယ်ပေါင်းလိုက်မယ်ဆိုရင်9လက်မနဲ့6စိတ်ကိုအနှုတ်4စိတ်နော်4စိတ်နှုတ်မယ်ဆိုရင်9လက်မနဲ့20စိတ်ကြတယ်နော်အဲ့ဒီတိုးပြားကို9လက်မနဲ့20စိတ်ယူမယ်6စာ4စိတ်ချတယ်နော်ပုံမှာဒါတော့ရှာရအောင်မရှာရဘူးစမလို့ရှိတယ်လားဒီမှာတော့ရှိချင်နေနေနေစိတ်ဆင်းနေရမယ်နေတော့我找啥理财钱呢？没事没事，这个里面那么里面，往一里面。
ဒါနောက်ချမ်းတာရှေ့ချမ်းတဲ့လေးပဲကွာဆွေသားလေးညက်မယ်နော်ဆွေသားယူမယ်ဆိုရင်အမကအမြဲတမ်းသုံးနေကြဒီမျိုးလေးတမတ်ပီတန်လေးတစ်ခုရှိတယ်နော်တမတ်ပီတန်ကိုဒီလိုမျိုးလေးဆွဲပေးမယ်ဒီမှာတစ်ချောင်းဒီမှာတစ်ချောင်းပြီးဆိုရင်ဒီအလဲဟာအမတ်လေးမှတ်ပေးမယ်နော်ဒီလိုမျိုးလေးဒီထဲနဲ့ဒီအလဲမြင်းလေးနဲ့တက်တက်လေးထောင်းပေးမယ်သူ့အပြားလေးကြတော့ပပိုးလိုလိုလေးနော်ပိုးလိုလိုလေးယူမယ်ဆိုရင်သူ့ကိုဘယ်လောက်ယူလိုက်မလဲဆိုရင်နှစ်ခွဲလောက်တော့မရှိဘူးနော်ဒါပေမဲ့အပိုးလေးယူပြလိုက်မယ်နှစ်ခွဲလောက်ဒီမှာတချို့ကျိုးကြတော့ပဲနဲ့ကျိုးလို့မလဲဆိုရင်ဒီချမ်းနေရာမှာနဲ့ကျိုးပါတယ်နော်ချမ်းနှစ်ဖက်ဆိုရင်နဲ့ကျိုးဒီရှေ့မှာတကျိုးနောက်ချမ်းမှာတကျိုးဆက်ပဲခုလို့လဲလေးခုလို့ပဲနော်နှစ်ခွဲနှစ်ခွဲချမ်းမှာလည်းနှစ်ခွဲကျိုးတုံးကျိုးနဲ့ကျိုးလို့နော်ကျိုးတုံးကျိုးလေးကျိုးနော်လေးကျိုးရောက်ပါပြီဒီဆိုရင်ဒီကျိုးတွေကိုမိဖို့တိုက်ပေးမယ်နော်ကျိုးတွေကိုမိဖို့တိုက်ပေးမယ်အကောင်လုံးမိဖို့တိုက်ပေးမယ်နော်